အားလုံးပဲမင်္ဂလာပါရှင်။ဒါတွေကတော့လေလူငယ်ဆန်တဲ့ပါတီလေးတွေမှကြီးညီမလေးတို့ကလည်း4000ပဲကြော်ကျင်တယ်ဆိုတဲ့ညီမလေးတွေအတွက်ဒါလူငယ်ဆန်တဲ့ပါတီလေးအဆင့်တစ်ကလေးတစ်ခုထပ်ထွက်ပါတယ်။အရင်တစ်ပတ်ကရောင်းသွားတဲ့ဟာကုန်ပြီနော်။ဒါလေးတွေက3မီတာကို4000နဲ့8000ပါပဲ။နော်4000နဲ့8000ပဲအသားလေးတွေလည်းတော်တော်ကောင်းပါတယ်။ခြိသားလေးတွေစေးသားနှစ်ဖက်ပေါက်ပါတယ်နော်။ဒီလိုမျိုးစေးမကြရီမကြပါ။ကဲနော်အခုဒီထဲမှာဒါလေးတွေကလေအဆင့်အစ်ကလေးတွေကြီးပဲအမဒါလေးပြသွားပေးမယ်နော်။ဒီလိုမျိုးလေးပါလှလိုက်တာအစင်လေးတွေအကုန်လှတယ်နော်အစင်လေးတွေအရန်လှပါတယ်ဟောတစ်ခုနဲ့တစ်ခုတော့တပတ်အစင်လေးတွေကမတူလို့နော်တချို့ဒါကြနည်းနည်းလေးအသက်ရွယ်ရတဲ့အမတွေကြတော့အဖြူကန်ကြီးတိတ်မွေ့ရဲဦးကွယ်ဆိုရင်ဒီလိုမျိုးလေးယူတာအညိုအဖောက်ကလေးနဲ့ဆိုတော့ရင်တာပေါ့နော်ဘယ်အသက်ရွယ်မဆိုဘူးလို့လှတယ်အစင်မျိုးလေးပါနော်နောက်တစ်ခုအစင်လေးအရန်လှတယ်နော်ဒီတပတ်ကလေးရလေးနည်းနည်းလေးအငိမ့်လေးတွေပါနော်ဒါလေးဆိုလေဒီမှာဝစ်လိုက်တာနဲ့ကွယ် luxury bike ကိုရတယ်အကောင်းစားလေးဝစ်ထားတယ်လို့ပဲနော်ဒါလေးတွေရေးချလိုက်လို့ရှိရင်ပို့ပြီးတော့ပျော့ပါတယ်နော်ခြီရဲ့သဘောတရားပါဒါလေးရတယ်ခြီတို့ဆေးတို့ပေါ့နော်ကဲဒီမှာကြည့်အောင်အိုးလှလိုက်တာအစင်လေးအရန်ကိုလှတယ်နော်တစ်ပတ်နဲ့တစ်ပတ်လုံးဝကိုမတူဘူးเนาะဒါဆိုရင်ကိုပါးမှပြုတ်မှလည်းလုံးဝမပူပါဘူးသူတို့ကလေမပါလည်းမပါဘူးကဲဒါလေးကတော့နည်းနည်းလေးတန့်လေးပေါ့เนาะတန့်လေးရတဲ့နယ်သူလေးရှူပါရမ်းလာတော့ပါ4000-8000ရမ်းတက်နေเนาะသွားဝယ်ကြည့်ပါเนาะဓမင်းတခြားတဲ့နေရာတွေပလာဇာတို့ဘာတို့မှာလမ်းစိတ်တွေကုန်တယ်မောတယ်เนาะပြီးရင်လှဲ့တောင်မကြည့်ပါဘူးတစ်ထည်သေးဝယ်လို့ရှိရင်လေဒီလိုမျိုးလေးကျမတို့ဒီလိုဈေးလေးတွေကအများဈေးနဲ့မို့ဒီဈေးလေးပေးထားတာပါဒီပါတီလေးတစ်ထည်မှာကျမတို့ယူတာ5-6000လေးเนาะကဲဒီလိုမျိုးလေးပါဒါလေးเนาะဒါလေးဆိုဒီလိုလေးအစိမ်းလေးကိုမှဒီလိုမျိုးအကွက်စိတ်ကလေးပေါ့နော်အကွက်စိတ်ကလေးပါဒါလေးကကြတော့ဒီလိုမျိုးလေးပါဟဲလှလိုက်တာအစင်လေးအရန်ကိုလှတယ်နော်ဒီလိုမျိုးလေးကြည့်ပါဦးတကယ်ကိုဒါလေးတိန်းကြော်တဲ့နာစာပါတိတ်နဲ့နည်းနည်းဆင်နေပေါ့နော်ဟဲဒါလေးလှလိုက်တာဒီမှာကြည့်ပါဦးအရန်လှတယ်နော်အစင်လေးတွေကြည့်ဦးသူဆိုရင်သွေးချောလေးတွေကိုစိတ်ကလေးလောက်ထားတာမဟုတ်လို့လေတကယ်ကိုဟိုဘယ်လိုလဲအပွဲလဲတိုးတဲ့လွတ်ပေါက်တယ်เนาะဒီလိုမျိုးလေးပါနောက်တစ်ခုဒါလေးကကြတော့တက်တောက်ကလေးရားကျင်တဲ့ညီမလေးတွေပေါ့เนาะဒီလိုမျိုးလေးပါဒါလေးကကြတော့လိမ်မော်တက်တောက်ကလေးပေါ့เนาะနောက်တစ်ခုဒါလေးကကြတော့အငိမ့်လေးစားချင်တဲ့သူတွေအတွက်ပါဒီမှာเนาะဒီလိုမျိုးလေးသူကတော့အယောင်လေး2ယောင်ကင်နေတယ်တကယ်ကိုအငိမ့်နိုင်လေးဖြစ်ပါတယ်เนาะနောက်တစ်ခုဒါလေးကကြတော့ဒီလိုမျိုးလေးပါဒီလိုမျိုးလေးเนาะဒါလေးဆိုဒီအစင်လေးပါအစင်လေးတွေအရန်လှပါတယ်เนาะဒါကျမလည်းတစ်ထည်တော့ဝတ်အောင်မယ်ဖြူလေးနော်ဒီလိုဖြူတန့်လေးတစ်ထည်တစ်စုံလောက်တော့ဝယ်အောင်မယ်ကဲဒီမှာဒါလေးဆိုလေအရန်လှတယ်အကုန်လုံးလှပါတယ်ကဲဒီထဲမှာလေကျမမတူတာလေး2မျိုး5တဲ့ပြသွားပေးမယ်ဒါတွေကတော့လေမေတွေဖွားတွေအတွက်ပဲဝယ်ပေးချင်တာမရေးဆိုတဲ့ဟာလေးပစ္စည်းဘလောက်မှမရှိလို့နော်ဈေးနှုန်းလေးကအတူတူပဲနော်အသားလေးလည်းအရန်ကောင်းတယ်ပြီးရင် तू ကအည